ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်စစ်အုပ်ချုပ်ရေးမာရှယ်လောအမိန့်မှတ်နှင်းမြင့်ဆောင်2024ကို1385ခုနှစ်တဘိုရဲလာပြည့်ကျော်လေးရက်2024ခုနှစ်ဖေဖော်ဝါရီလ28ရက်ဒီကနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဲဒီအမိန့်အပြည့်စုံမှာအပိုက်တေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏1385ခုနှစ်တဘိုရဲလာပြည့်ကျော်လေးရက်2024ခုနှစ်ဖေဖော်ဝါရီလ28ရက်စွဲပါစစ်အုပ်ချုပ်ရေးမာရှယ်လောအမိန့်အမှတ်တင်မြင့်ဆောင်2024ဖြင့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုအောင်စစ်အုပ်ချုပ်ရေးကြီးညာထားသည့်မွန်မိမြို့နယ်နှင့်မဘိမ်းမြို့နယ်များတွင်လုံခြုံရေးတရားဥပဒေစိုးမိုးရေးနှင့်နယ်မြေအေးချမ်းသာယာရေးကိုပုံမထိရောက်စွာဆောင်ရွက်နိုင်ရန်အလို့ငောအုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာစစ်အုပ်ချုပ်ရေးမာရှယ်လောအာဏာကိုကျင့်သုံးရန်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ419အရအနှင်းခဲ့ပါသည်အပိုင်းနှင့်စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိဒေသအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့သည်ရင်းတို့နှင့်သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကိုမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကွပ်ကဲမှုအရဆောင်ရွက်ရမည်အပိုက်3မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုသည်စစ်အုပ်ချုပ်ရေးဒေသအတွင်းစစ်နယ်မြေများသတ်မှတ်၍စစ်နယ်မြေမှုများကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏သဘောတူညီချက်ဖြင့်စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီးခန့်ထားနိုင်သည်အပိုက်4မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုသည်စစ်အုပ်ချုပ်ရေးဒေသအတွင်းမိမိကိုယ်တိုင်သော၎င်းစစ်နယ်မြေမှုများဖြစ်သော၎င်းမိမိတာဝန်လွှဲအပ်သောပုဂ္ဂိုလ်တူသို့မဟုတ်အဖွဲ့ဖြစ်သော၎င်းအောက်ပါကိစ္စများကိုပြီးမြောက်အောင်ဆောင်ရွက်ရမည်ကာကြီးအုပ်ချုပ်ရေး1လုံခြုံရေးကိစ္စရပ်များ2လူမှုရေးကိစ္စရပ်များ3ကုန်သွယ်ရေးကိစ္စရပ်များ4တည်ယူပို့ဆောင်ရေးကိစ္စရပ်များခါခွေတရားစီရင်ရေးတရားရုံးများဖွဲ့စည်းခြင်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုသည်စစ်အုပ်ချုပ်ရေးကာလတွင်ပြည်မှုဆိုင်ရာမှုခင်းများကိုတည်ဆဲဥပဒေအရဖွဲ့စည်းထားသောတရားရုံးများဖြင့်ဖြစ်စေစစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီးဖွဲ့စည်းသည့်စစ်ခုံရုံးများဖြင့်ဖြစ်စေစစ်ဆေးစီရင်နိုင်သည်နှင့်စစ်ခုံရုံးဖြင့်စစ်ဆေးခြင်းစစ်ခုံရုံးများသည်ပြည်မှုဆိုင်ရာမှုခင်းများကိုအကျဉ်းနည်းဖြင့်စစ်ဆေးစီရင်နိုင်သည်3ပြည်ထံချမှတ်ခြင်းနောက်ဆက်တွဲစရာကကြီးပါပြည်မှုတစ်ခုခုကိုကျူးလွန်သူတို့အားစစ်ခုံရုံးကပြည်မှုထင်ရှားစီရင်မှာကတည်ဆဲဥပဒေများနှင့်ညီအောက်ပါပြည်ထံတစ်မျိုးမျိုးကိုချမှတ်ရမည်ကာကြီးတည်တံခါခွေနှင့်အကန့်အသတ်မရှိအလုံးနှင့်ထောင်နှံခါငယ်သက်ဆိုင်ရာပြည်မှုအလိုက်သတ်မှတ်ထားသောအမြင့်ဆုံးပြည်ထံ4အတည်ပြုခြင်းစစ်ခုံရုံးများကချမှတ်သောဆုံးဖြတ်ချက်များနှင့်စီရင်ချက်များသည်အပြီးအပြတ်ဖြစ်စေရမည်တို့ရာတွင်တည်တံစီရင်မှာကထို့သောစီရင်ခြင်းသည်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏အတည်ပြုချက်ရရှိမှသာအတည်ဖြစ်သည်နှင့်အကန့်အသတ်မရှိထောင်ဒဏ်စီရင်မှာကထို့သောစီရင်ခြင်းသည်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှု၏အတည်ပြုချက်ရရှိမှသာအတည်ဖြစ်သည်အတည်ပြုခြင်းနှင့်ပတ်သက်သည့်လုပ်ပိုင်ခွင့်ကိုကျင့်သုံးဆောင်ရွက်ရာတွင်အောက်ပါလုပ်ပိုင်ခွင့်များရှိသည်ကာကြီးပြည်မှုထင်ရှားစီရင်ခြင်းကိုပယ်ဖြတ်ခြင်းခါခွေပြည်ထံကိုလျှော့ပေါ့စေခြင်းဂငယ်ပြည်ထံကိုပို၍နှိမ်သောပြည်ထံအမျိုးအစားသို့ရှော့ပေါ့ပြောင်းလဲခြင်းကာကြီးပြည်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်းအယူခံခြင်းစေခုံရုံးများကချမှတ်သောဆုံးဖြတ်ချက်ပြည်ထံချမှတ်ချက်များနှင့်ဆန့်လင်း၍အယူခံပိုင်ခွင့်မရှိစေရ6ပြင်ဆင်မှုလျှောက်ထားခြင်းစေခုံရုံးများကတည်တံစီရင်မှာကပြည်ထံချမှတ်ခြင်းခံရသည့်နေ့မှ15ရက်တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့၎င်းအခြားပြည်ထံချမှတ်ခြင်းခံရပါကပြည်ထံချမှတ်ခြင်းခံရသည့်နေ့မှ15ရက်တွင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုထံသို့၎င်းပြင်ဆင်မှုလျှောက်ထားနိုင်သည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသို့မဟုတ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုသည်မိမိသဘောအလျောက်လည်းပြင်ဆင်မှုဖွင့်ရဆောင်ရွက်နိုင်သည်ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကိုကျင့်သုံးဆောင်ရွက်ရာတွင်အောက်ပါလုပ်ပိုင်ခွင့်များရှိသည်ကာကြီးပြင်းမှုထင်ရှားစီရင်ခြင်းကိုပယ်ဖျက်ခြင်းခါခွေပြစ်ဒဏ်ကိုရှော့ပေါ့စေခြင်းဂငယ်ပြစ်ဒဏ်ကိုပို၍နှိမ်သောပြစ်ဒဏ်အမျိုးအစားသို့မဟုတ်ရှော့ပေါ့ပြောင်းလဲခြင်းကာကြီးပြင်းမှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်းခုနှစ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသို့မဟုတ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုကမိမိသဘောလျောက်ပြင်ဆင်မှုဖွင့်၍ဆောင်ရွက်သည့်ကိစ္စတွင်အထက်အပိုက်ငယ်6တွင်ပါရှိသောလုံးပိုင်ခွင့်များအပြင်ပြည်ထံကိုတိုးမြင့်နိုင်သည်အပိုင်ကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုသည်မိမိ၏တာဝန်ဝတ္တရားများကိုဆောင်ရွက်ရာတွင်အထောက်အကူဖြစ်စေရန်စေအုပ်ချုပ်ရေးအကြံပေးဖွဲ့ကိုဖွဲ့စည်းနိုင်သည်အပိုက်6မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုသည်စေအုပ်ချုပ်ရေးဒေသတွင်ဖြစ်ပေါ်နေသောအခြေအနေရရက်ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့အစီရင်ခံရမည်အမိန့်အရအောင်လင်းတွင်ဒုတိယဗိုလ်ချုပ်ကြီးအတွင်းရေးမှူးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟုဖော်ပြပါရှိပါသည်စစ်ခုံရုံးဖြင့်စစ်ဆေးမြင့်ပြမှုများ၁နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုရာဇသတ်ကြီးပုံမှန်122 2အစိုးရကိုအကြီးညိုပြတ်အောင်ပြုလုပ်မှုရာဇသတ်ကြီးပုံမှန်124-ကကြီး3တပ်မတော်သို့မဟုတ်တရားဥပဒေစိုးမိုးရေးအဖွဲ့၏ဆောင်ရွက်မှုကိုနှောင့်နှေးစေခြင်းသို့မဟုတ်ပြပြစေခြင်းရာဇသတ်ကြီးပုံမှန်124-ကငယ်4တပ်မတော်သားများသို့မဟုတ်အစိုးရအမှုထမ်းများကိုဟန်တာခြင်းသို့မဟုတ်နှောက်ယှက်ခြင်းရာဇသတ်ကြီးပုံမှန်124-ကကြီး5ရာဇသတ်ကြီးပုံမှန်905 6အစိုးရဝန်ထမ်းတဦးအားပြင်းမှုကျူးလွန်စေရန်ဓာတ်ရိုက်ဖြစ်စေသွေးဝါးရေးဖြစ်စေထိတ်လန့်စေခြင်းသွေးတိုးလှုပ်ဆော်ခြင်းမှန်သတင်းများဖြန့်ခြင်းရာဇသတ်ကြီးပုံမှန်905-ကကြီးခုနှစ်မတရားအသင်းအဥပဒေအရာပြစ်မှုများ10လက်နက်အဥပဒေအရာပြစ်မှုများ9လူသက်မှု10လူသေမှု17မရိမှု12လူရက်မှု13ဓမြမှု14အာဂရိလိုက်စားမှု15 1993ခုနှစ်မူရစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရာပြစ်မှုများ16ပြည်သူ့ပိုင်ပစ္စည်းကာကွယ်ရေးအဥပဒေအရပြစ်မှုများ19 1963ခုနှစ်အများနှင့်သက်ဆိုင်သောပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေအရပြစ်မှုများ18သတင်းမီဒီယာဥပဒေအရပြစ်မှုများ19ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရပြစ်မှုများ20 1948ခုနှစ်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးလက်တလောပြဋ္ဌာန်းချက်များအဥပဒေအရပြစ်မှုများ21 electronic ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ22ရက်ွက်သို့မဟုတ်ကြီးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ23အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများတို့ဖြစ်ပါတယ်ရှင်